စီကာဂိုရကိုလာမင်းခွာပင်ဒီနာမည်တွေကအခုနောက်ပိုင်းတော်တော်လေးရင်းနှီးကြည့်နေကြမှာနော်အလားပပစ္စည်းတွေကနေစပြီးတော့ကျမ်းမာရေးဖြည့်ဆွတ်စားတွေအထိနေရာတိုင်းမှာကိုတွေ့နေရတာအဲ့တော့ဒီဆေးပင်ရဲ့အစွမ်းကတကယ်ပဲတန်တာရီလာပုံပင်တပုတ်လားဒါမှမဟုတ်တစ်ပံပညာကတက်တည်ပြထားတဲ့အမှန်တရားလားဆိုတာကိုအတူတူလေးလာကြည့်ကြရအောင်ဒီနေ့မှာတော့လေဒီဆေးပင်ရဲ့ခေတ်ပေါ်ရေးစည်းကြောင်းကနေအရင်ဆုံးစမယ်ပြီးရင်သူ့ရဲ့တန်တရားရီလာသမိုင်းကြောင်းကိုပြန်သွားကြည့်မယ်အဲ့ဒီကနေသိပ္ပံနိကြအာနိသင်လက်တွေ့အသုံးချမှုတွေပြီးတော့တတိပြုရမယ့်အချက်တွေနဲ့အနာဂတ်အလားအလာအထိအပိုင်း၆ပိုင်းခွဲပြီးတော့တစ်ခုချင်းစီကိုစိတ်ဝင်စားစရာကောင်းပြောပြသွားမှာဖြစ်ပါတယ်ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်အထက်ကမြေကုန်းကတော့ဒီဆေးပင်ကဘာလို့ဒီလောက်တောင်နာမည်ကြီးနေရတာလဲအလာကုန်ပစ္စည်းတိုင်းလိုလိုမှဘာကြောင့်မပါမဖြစ်နေရတာလဲအဲ့ဒီကနေစလိုက်ကြတာပေါ့စီကာခရီမ်စီကာဆီရမ်ဆိုပြီးကြားဘူးကြမှာပေါ့နော်တကယ်တော့အဲ့ဒီစီကာဆိုတာဘာလဲဘာကြောင့်များအလားကုန်တွေဆေးဝါးထုတ်ကုန်တွေတော်တော်များများမှာပါဝင်နေရတာလဲဆိုတာတွေးမိဘူးကြလားကြည့်ပါအောင်သူ့ကိုဘယ်နေရာတွေမှာသုံးနေလဲဆိုတာအဇိုးသသင်းခရီမ်တွေအနာကျက်လွယ်အောင်လုပ်တဲ့လိမ့်ဆေးတွေအရေးချောင်းတွေကိုတိုက်ဖြတ်တဲ့ anti-aging cream တွေပြောရရင်အလာကုန်ပစ္စည်းအညိုမျိုးကိုင်းနဲ့မေဒကာဆိုးလိုမျိုးဆေးပါဝင်လိမ့်ဆေးတွေ cellulite တွေအတွက် cream တွေနောက်ဆုံးအမာရက်ပြောက်ဂျယ်တွေအထိတကယ်ကိုညောဆုံးမှာသုံးနေတာနော်သူ့ရဲ့ဆွဲဆုံးရမှုကတကယ်ကိုအမခန်းပါလေဒါပေမဲ့ဒီဆေးပင်ကဒီနေ့ခေတ်မှာရုတ်တရက်ပေါ်လာတာတော့မဟုတ်ပါဘူးသူ့ရဲ့သမိုင်းက2000ပေါင်းများစွာကိုနောက်ပြန်သွားပါတယ်ကဲအတေးကိုအတူတူအချိန်ခေးွားချိလိုက်ကြရအောင်သူ့ရဲ့ကဘာလုံးဆိုင်ရာအရေးကာမှုကိုဘာကနေသိနိုင်လဲဆိုတော့လေကဘာတဝန်းကယဉ်ကျေးမှုအသီးသီးမှာဒီဈေးပင်ကိုနာမည်အမျိုးမျိုးနဲ့ခေါ်ပေါ်သုံးဆွဲခဲ့ကြတာကိုကြည့်ရင်သိနိုင်ပါတယ်အိန္ဒိယရဲ့အာယုပိတာဈေးပင်ညာမှာဆိုဘရာမီလို့ခေါ်တယ်ကျုံးမှာကြီးဆွေကောင်ဗီယက်နမ်မှာဆိုနော့ဂရောင်းမှာကျွန်တော်မြန်မာမှာတော့ရင်းရင်းနှီးလည်းပဲမင်းခွာပင်ပေါ့နာမည်ဒီအများကြီးပဲအင်္ဂလိပ်မှာတော့စကားပုံတစ်ခုရှိတယ်မင်းခွာရွက်နှစ်ရွက်နေ့စဉ်စားရင်အုံမင်းချင်းကိုဝေဝေးမှာထားနိုင်တယ်တဲ့ဒီစကားပုံလေးတစ်ခုတည်းနဲ့တင်ဒီဆေးပင်ရဲ့သက်ရှိကြောင်းမှစေတဲ့ဂုဏ်သတင်းကဘလောက်ကြီးမားလဲဆိုတာကိုဖျော်ပြနေတာပါပဲဒါကြောင့်ဒါဟာဒီနေ့ခေတ်ရဲ့ရေစီးကြောင်းအသစ်တစ်ခုလုံးဝမဟုတ်ပါဘူး။တမိုင်းကိုပြန်ကြည့်လိုက်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း3000လကတည်းကရိုးရာဆေးပညာမှာအလုံးစုံပျောက်ကင်းဆေးအဖြစ်သုံးခဲ့ကြတာ။နောက်ပိုင်းဆက်ရာစုမှဆိုတိရိလင်္ကာဘရင်ကြောင့်ခွန်အားကျသုံးခဲ့တယ်လို့ဆိုတယ်။တန်တရာရီထဲမှာဆိုပိုလောင်ဆန်းသေးတယ်။အသက်66နှစ်အထိနေထိုင်ခဲ့တယ်လို့နံပါတ်ကြီးအတိုင်းချီဆရာကြီးတောင်သူ့ရဲ့အသက်800ချင်းလျှို့ဝှက်ချက်ကဒီဆေးပင်ကြောင့်လို့ပြောစမှတ်ရှိခဲ့တာပဲ။ကဲရှေးကတိကဒီလောက်တောင်လက်ဆွဲပြုခဲ့ကြတဲ့ဒီဆေးပင်ရဲ့အစွမ်းတက်တီနောက်ွယ်မှာတကယ်တမ်းပါတယ်ရှိနေလေဒီပံပညာရဲ့အမြင်နဲ့သူ့ရဲ့လျှော့ဝှက်ချက်တီကိုအတူတူဖော်ထုတ်ကြည့်လိုက်ကြရအောင်ဒီအပင်ရဲ့အဓိကအစွမ်းတက်တီက triterpenoids လို့ခေါ်တဲ့ဓာတုတက်ပေါင်းအုပ်စုကနေလာတာပါပြောရရင်သူတို့ကဒီအပင်ရဲ့ active ingredients တွေပေါ့သူတို့ကပဲရောင်ရမှုကိုလျှော့ချပေးတာတက်တိုးမှုကိုစန့်ကျင်တာပြီးတော့အနာကျက်စေတဲ့အဓိကစက်ကောင်တွေပဲဖြစ်ပါတယ်အဓိကအဖြစ်တော့ဒီဂျက်ပေါင်း၄မျိုးကိုအများဆုံးတွေ့ရပါတယ်။တစ်ပံပညာရှင်တွေကဒီ၄မျိုးကပဲမြင်းခွာပင်ရဲ့ဒန္တာရီဆန်တဲ့အာနိသင်တွေကိုဖြစ်စေတယ်လို့သက်သေပြထားတာပါ။ Asiaticide, Medicaicide, Asiatic acid နဲ့ Medicacic acid တို့ကပဲ။ Okay ဒါဆိုသူတို့ကအရေးပြားကိုဘယ်တော့ကူတာပဲလဲ။အဆင့်30နဲ့ရှင်းပြရင်နံပါတ်1ကအရေးပြားရဲ့အားဖြစ်တဲ့ collagen ထုတ်လုပ်မှုကိုအားပေးတယ်။ဒါကြောင့်အရေးပြားကပိုပြီးကြန့်ခိုင်လာတယ်။နံပါတ်2ကရောင်ရမှုကို short ချပေးတယ်။ရိုင်းနေရနေတဲ့အရေးပြားကိုတက်တာစေတာပေါ့။နောက်ဆုံးနံပါတ်3ကတော့ကျွန်တော်တို့ဆဲတွေကိုပေးစီးစေတဲ့ free radical တွေကိုတိုက်ထုတ်ပေးတယ်။အရေးပြားအကျိုးပြုပင်ရေးအဖွဲ့တစ်ဖွဲ့လိုပဲအလုပ်လုပ်ပေးတာပါ။ကောင်းပြီဒီတက်ပန်နီးချက်တွေးရှိချက်တွေကိုလက်တွေ့ဘဝမှာဘယ်လိုတွေအသုံးချနေလဲဆိုတာကိုစက်ကြည့်ကြရအောင်။ရိုးရအရတောက်တုံးတဲ့လက်ဖက်ရည်ချမ်းကနေအနာဂတ်ရဲ့ nanotechnology တွေအထိအသုံးဝင်ပုံမကျဲပြန့်လုံးပါပဲအထူးအားဖြင့်အသုံးပြုပုံနှမျိုးရှိတယ်အရင်တုန်းကတော့ဒီဆေးပုံကိုလက်ဖက်ရည်ချမ်းဖြော်ရည်ဒါမှမဟုတ်အတုပ်ထဲထည့်စားလာမျိုးနဲ့အတွင်းပိုင်းကျမ်းမာရေးအတွက်အထူးသုံးခဲ့ကြတာပေါ့အခုခေတ်မှာတော့သူ့ရဲ့အစီအနစ်ကိုထုတ်ပြီး cream serum gel အဖြစ်ရေပြားပေါ်တိုက်ရိုက်လင်းကျန်ပြီးအနားကျက်တာအသားရည်ဆိုပြီးစေတာအရေးကြောင်းတက်တာတွေတို့အထူးထားပြီးသုံးလာကြတာပါတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကဒီအပိုင်းမှာတိပ္ပံပညာကဒီရှေးဟောင်းဆေးပင်ကိုအစိမ့်မဲ့နီးပညာတွေနဲ့ပေါင်းစပ်ပြီးအနာဂတ်စီကိုခေါ်ဆောင်ထွားနေတာကိုတွေ့ရမှာပါဥပမာသွားဖုံးလိုနေရာကွက်ပြီးကူးသားဖို့ဖလတ်စတာတွေအရေးပြားတဲ့အထိစိတ်ဝင်မှုအားကောင်းအောင်လုပ်ထားတဲ့နီးပညာတွေနောက်ပြီးလုံးဝမနာခြင်းနဲ့အတီးသေးလေးတွေနဲ့အရေးပြားရဲ့အပြင်ဆုံးလာကိုကြုံပြီး
ဆေးအားနည်းတွေကိုတိုက်ရိုက်ပို့ပြီးတဲ့ microneedles နည်းပညာတွေအထိထိထွင်လာကြပါပြီ သူ့မှာကောင်းကျိုးတွေအများကြီးရှိပေမဲ့ရာရာမှာတော့သတိပြုရမယ့်အချက်တွေရှိတာပေါ့နော်။ဒါကြောင့်ဒီဆေးပင်ကိုသုံးမပြုခင်မှာတီထားသိမ်းတဲ့ဘေးကင်းရေးအချက်လက်လေးတွေကိုလည်းပြောပြသွားပါမယ်။ဒါမှမြတ်တဲ့အချက်လက်ကိုရရှိမှာပါ။အရေးကြီးဆုံးမှတ်ထားရမယ့်ကဏ္ဍတစ်ခုကတော့6ပတ်ပါ။သူရဲတနာရီအရာဒီ Central Asiatica ကို6ပတ်ချက်ကျော်ပြီးစက်တိုက်အသုံးမပြုသင့်ဘူးလို့ဆိုပါတယ်။အနည်းဆုံး2ပတ်လောက်တော့အနာပေးပြီးမှပြန်သုံးတာကပိုပြီးပြီးခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော်တော်လေးရှားပါပေမဲ့တချို့မှာခေါင်းကိုက်တာမူးတာပြုတ်အန်ချင်တာမျိုးတွေဖြစ်နိုင်ပါပဲပြီးတော့ပမာဏအများများသုံးပြီးရင်အလွန်အမြင့်အိမ်ကိုက်တာမျိုးဖြစ်တတ်တယ်အထူးသတိပြုရမှာကတော့ကိုယ်ဝင်ဆောင်နေနိုးတိုင်မိခင်တွေသူတည်နာမလုံလောက်သေးတဲ့အတွက်ရှောင်ကျဉ်သင့်ပါတယ်နောက်ပြီးအိတ်ဆေးတောင်မို့စိတ်ညီစေးတွေတောက်နေရတဲ့သူတွေအနေနဲ့လည်းဆရာဝန်နဲ့မတိုင်ပင်ပဲလုံးဝမသုံးဆွဲသင့်ပါဘူး ကဲဒီလောက်ဆိုရင်မြင်းခွာပင်ရဲ့အကြောင်းကိုတော်တော်လေးစုံစုံလင်းလင်းသိလောက်ပြီးထင်ပါတယ်ဒီမယုံနိုင်စရာခရီးစဉ်ကိုချင်းချုပ်ပြီးတော့အနာဂတ်ကိုမျှော်ကြည့်ခြင်းနဲ့ညီကုန်းချုပ်လိုက်ကြရအောင် ဒါကြောင့်မြင်းဟွာပင်ဆိုတာဒန်တရာရီလာသက်ရှည်ဆေးပင်ကြုံမျိုးအဖြစ်ခနဲ့အခုချိန်မှာတော့တိပံပညာကပါအခိုင်အမာထုတ်ခံထားတဲ့အစွမ်းထက်ဆေးဖက်ဝင်အပန်းတစ်ခုဖြစ်လာခဲ့ပါပြီသူကရှေးဟောင်းပညာနဲ့ခေတ်သစ်ဆေးပညာကြားကကွာဟချက်ကိုပေါင်ကူပေးလိုက်တဲ့တရားတစ်စင်းနဲ့တူပါတယ် နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။မြင်းခွာပင်လိုပဲကျွန်တော်တို့ရဲ့ရှေးရိုးရာစီးနီးတွေထဲမှာတိပြန်ပညာကဖော်ထုတ်ပေးဖို့အဆောင်ဆိုင်နေတဲ့တခြားအစွမ်းထက်ဆေးဖက်ဝင်အပင်တွေစီးနီးတွေဘယ်လောက်များများရှိနေနိုင်သေးမလဲ